ရှေ့ကားကအဆင့်2တို့ရောက်ပြီးကျွန်တော်ထပ်ပြီးဆက်စစ်နေစဉ်သတင်းအချက်လက်3ကြောင်းထုတ်ယူလိုက်တယ်အရင်မြင့်အန်ရဲ့ကစားသမားများ၏လှုပ်ရှားမှုဆိုတဲ့အချက်လက်တွေအကုန်လုံးကြိုသိရတယ်တခြားသူတွေအသက်ဆုံးပြီးရှာဖွေနေကြတော့ကျွန်တော်ကအန်ရဲ့ကိုကြိုတွေးပြီးဝတ်ထားတဲ့ဆုလက်တွေကိုတောင်ကြိုယူထားနိုင်ပြီးကျွန်တော်နာမည်လင်းရွံပါဖဲနိုဘော်ကနေစဉ်သတင်းဆိုတဲ့စာလုံးလေးကိုကြည့်လိုက်တာနဲ့ရင်ခုန်တန်ရုတ်တရက်မြန်လာတဲ့ဒီစွမ်းရည်ကတိုက်ခိုက်ရေးစွမ်းအားကိုလိုက်ရိုက်မြင့်တင်ပေးနိုင်ပေမဲ့အန်ရဲ့ကိုကြိုရှောင်ပြီးအရင်မြင့်တွေတေချာရယူနိုင်စေတဲ့ရှင်တန်ရမယ့်ဒီကဘာမှာသတင်းအချက်လက်ကွာဟချက်ဆိုတာသူ့ဘာသာသူအစွမ်းထက်ဆုံးလက်နက်တစ်ခုပဲစနစ်ကသတင်း3ကြောင်းချက်ချင်းပြန်ထုတ်ပေးတယ်အဲ့ဒီထဲကတစ်ကြောင်းကကျွန်တော်ကိုစိတ်လေးစေတဲ့ဒီည7:30နာရီမှာတွေးကြမြင်တတဝါ3កောင်ကလမ်းကြောင်းအမှတ်9ခုဖြတ်သွားပြီးကျွန်တော်တို့ရဲ့အစင်2ရထားတွေကိုပြစ်မှတ်ထားတိုက်ခိုက်မယ်တဲ့အဲ့ဒါတွေကအဖြူရောင်တတဝါတွေဖြစ်ပေမဲ့ဒီနေရာနဲ့မြေပြင်ကြားအကွာအဝေးကမီတာရာနဲ့ချီမြင့်တဲ့မြေပြင်တိုက်ပွဲဆိုရင်ရှောင်ကွင်းဖို့နေရာရှိသေးပေမဲ့မြင်မာတဲ့ရထားတွေပေါ်မှာတော့လုံးဝကိုမတူဘူးတွေးကြမြင်တတဝါတွေမှန်ကိုဖောက်ပြီးအတွင်းကိုဝင်လာရင်ကျွန်တော်တို့ရွှေကူတောင်ခတ်သွားမယ်တယောက်ယောက်ရထားပြင်ဘက်ကိုလွတ်ထွက်သွားရင်မြူကူးတွေကိုတန်းကျသွားမှာပဲဒါကြောင့်သူတို့ကိုရထားတွဲနာကိုမချင်းကက်စေရဘူးကံကောင်းတာကသတင်းကကြိုသတိပေးထားတယ်ကျွန်တော်လေကြောင်းရန်ကာကွယ်ရေးလက်နက်စာမျက်နှာကိုချက်ချင်းဖွင့်လိုက်တယ်အဆင့်2ရထားတွဲမှာလက်ရှိမှာတစ်သားလေးနဲ့ဆက်ရန်ရထောင်ချောက်တွေပဲတိစောက်နိုင်တဲ့လေးကအကွာဝေးကနေပြစ်ခတ်နိုင်ပြီးထောင်ချောက်တွေကိုအပြင်မှာတက်ဆင်ပြီးအနီးကပ်ပြန်ဝဲလာတဲ့တရဝါတွေကိုတီးတန့်ကြဖြတ်ဖို့သုံးတယ်ဒါပေမဲ့ထုတ်လုပ်မှုဈေးနှုန်းကိုကြည့်လိုက်တော့ကျွန်တော်မျက်နှာလိုက်သွားတဲ့လေးတလက်လုပ်ဖို့တစ်သားပိုင်းစ4ပိုင်းလို့တယ်ညာငါးစီအတွက်တစ်သား5ပိုင်းနဲ့တန်ချောင်းတစ်ချောင်းထပ်လို့သေးတယ်ထောင်ချောက်တစ်ခုရဲ့အတွက်တန်ချောင်း5ချောင်းလို့တယ်ကျွန်တော်တို့လက်ထဲမှာရှိတဲ့ပစ္စည်းတွေကကာကွယ်ရေးစနစ်တစ်ခုလုံးတိစောက်ဖို့လုံးဝမလုံလောက်ဘူးပစ္စည်းတွေပြန်ခွဲဝေဖို့ပြင်ဆင်နေတော့မှရထားရဲထဲမှာစက်ပြင်ပါရမီရှင်ကျန်းကိုရှိတာရုတ်တရက်တတိယလိုက်တယ်သူမမှာအဆင့်ဆက်ရန်ရကျွမ်းကျင်မှုရှိပြီးအရင်မြစ်သုံးဆွဲမှု20%ရှော့ချပေးနိုင်တယ်သူမရဲ့ခရမ်းရောင်စက်ကရိယာတွေကထုတ်လုပ်မှုစရိတ်ကိုထပ်ပြီးရှော့ချပေးသေးတယ်ကျွန်တော်ကျန်းကိုထိန်းချုပ်မှုဆက်ရှိကိုချက်ချင်းခေါ်လာပြီးဒီညပြန်တန်းတဲ့တရဝါတွေတိုက်ခိုက်လာနိုင်တယ်လေကြောင်းကာကွယ်ရေးကိုကြိုတိစောက်ထားရမယ်လို့ပြောလိုက်တယ်ကျန်းချင်းဆွဲကလည်းကျွန်းတော့အစီအစဉ်ကိုသဘောတူတယ်ဘာဖြစ်လို့လဲဆိုတော့အန်ရီက9နာရီမှာတကယ်ပေါ်လာရင်တက်ပြန်ဖို့တော့အချိန်မရနိုင်ဘူးကိုကျန်းကိုသူမကူညီနိုင်တယ်ဆိုတာကြတော့ထိန်းချုပ်မှုဖန်လုံးကိုစစ်စစ်ကြည့်ပြီးလှုပ်ဆောင်တဲ့ဆက်ရန်ရဖွဲ့စည်းပုံနဲ့ခရမ်းရောင်ကရိယာတွေတပြိုင်နက်အလုပ်လုပ်တယ်မူလကတစ်သား9ပိုင်းနဲ့တန်ချောင်းဆက်တစ်ချောင်းလိုအပ်တဲ့ကာကွယ်ရေးအစီအစဉ်ကနောက်ဆုံးမှာတစ်သား6ပိုင်းနဲ့တန်ချောင်း10ချောင်းပဲလိုတော့တယ်မူလကတန်ချောင်းတစ်ချောင်းလိုတာကိုကျန်းကိုနီးလန့်ရှာပြီးဖြည့်ရှင်းလိုက်တယ်ကျွန်တော်အဆုံးဖြတ်ပေးပြီးထုတ်လုပ်ဖို့အတည်ပြုလိုက်တယ်ထောင်ချောင်းနှစ်ခုတစ်သားလေးတစ်လက်နဲ့များငါးစီးကိုတပြိုင်နက်ထုတ်လုပ်ရေးစတင်တယ်ထုတ်လုပ်ချိန်ကိုလည်း3ပုံ1ပုံကျော်တိုးစေခဲ့တယ်သူမကိုပစ္စည်းများကြီးတက်တာစေတဲ့အတွက်ကျွန်တော်မထင်မှတ်ပဲချီးကျူးလိုက်မိတယ်သူမမရှိရင်ဒီညကာကွယ်ရေးစနစ်တစ်ခုလုံးမပြီးနိုင်ဘူးကျန်းကိုဒါကိုကြားတော့မျက်နှာပေါ်အပြုံးပေါ်လာတယ်နေကင်းဘက်ရထားရဲထဲမှာပဲနေရတဲ့စိတ်ပြတ်မှုကလည်းဒီအချိန်မှာလုံးဝပြောက်ကွယ်သွားတယ်မိနစ်10မပြည့်ခင်လေကြောင်းကာကွယ်ရေးလက်နက်ကရိယာတွေအကုန်ပြီးသွားတဲ့ဆက်ထောင်ချောင်းတစ်ခုကိုဘယ်ညာပြင်ဘက်မှာတီးခြားတက်ဆင်ထားတဲ့ထိပ်ပိုင်းလေးလာရေးဝင်းမှာလည်းတစ်သားလေးတစ်လက်တက်ဆင်ထားပြီးညထက်ကြီးငါးစီးကိုလည်းအစင်တင်ထည့်သွင်းထားတယ်ကျွန်တော်တို့ရဲ့ပထမဆုံးလေကြောင်းကာကွယ်ရေးမြင်းကြောင်းအောင်မြင်စွာပုံဖော်နိုင်ခဲ့ပြီဒီအချိန်မှာအပြင်ဘက်ကလုံးဝမောင်နေပြီးဝေးလံတဲ့မြူကိုထဲမှာမျက်လုံးနီနီလေးတွေရန်ဖန်ရန်ခါလက်တောက်လင်းလာပြီးဆူရှာတဲ့အော်တန်တွေကမြင်မာတဲ့ကောင်းကင်မှာပဲ့တင်ထက်နေတယ်ကျွန်တော်များသုံးချန်နယ်ကိုဖွင့်လိုက်တော့အထဲမှာရှုပ်ထွေးနေပြီးကစားသမားများပြားကသူတို့အနီးကရထားတွဲတွေကိုအမောင်ရိပ်တဝါတွေတိုက်ခိုက်နေတယ်လို့ပြောနေကြတယ်တခြားသူတွေကကန်ကြမ္မာကိုအားကိုးပြီးကန်ဆန်းနေကြရပေမဲ့ကျွန်တော်ကတော့နေ့စဉ်သတင်းတွေရှိတယ်မျက်မမြင်လို့မဟုတ်ဘူးကျွန်တော် channel ကိုပိတ်ပြီးကိုရေးချက်လက်ဖန်လုံးကိုဖွင့်လိုက်တဲ့အဆင့်2ကိုရောက်တော့ကျွန်တော်တို့အားလုံးဂုံတက်တီတွေတိုးလာတယ်ကျွန်တော်ရဲ့အားကိုခံအားတွက်လက်မှုနဲ့စိတ်ဓာတ်တွေတိတိတတ်တာမြင့်တက်လာတယ်အခုကျွန်တော်ရဲ့အားက19မှတ်ကိုခံအားနဲ့တွက်လက်မှုက19မှတ်စိတ်ဓာတ်ကတော့29ကျော်သွားတယ်တိုက်ခိုက်ရေးစွမ်းရည်ကိုတိုက်ရိုက်မြင့်တင်ပေးတဲ့ပါရမီမရှိပေမဲ့ကျွန်တော်ရဲ့ခန္ဓာကိုယ်ခံအားကတာမန်လူကြီးတစ်ယောက်ထက်အများကြီးတာလွန်နေပြီးရထားပေါ်ကလက်နက်ကြီးတွေကိုတော့ကျွမ်းကျင်စွာကင်တွယ်နိုင်တယ်အဆင့်2ရထားရဲရဲ့တန်ချက်ကလည်း10မှတ်ကနေ30မှတ်ကိုတိုးလာတဲ့နေရာလဲနှစ်ဆတိုးလာပြီးလက်တွေသုံးလို့ရတဲ့နေရာ62ရန်မီတာဖြစ်လာတယ်စီလီတာ90လည်းရှိတယ်လေးနဲ့ထောင်ချောက်တွေအဆင့်သင့်ဖြစ်နေပြီးတန်ချက်ကသူ့ညမရောက်သေးရင်အပြင်ဘက်ကတရဝါတွေစကားမဆုံးခင်မြင်မာတဲ့မြူကိုတွေကနေရုတ်တရက်ပြင်းထန်တဲ့တောင်ပန်ခတ်တံတွေကြားလာရတယ်မျက်လုံးကြီးသုံးစုံတပြိုင်နက်လင်းလာပြီးခန္ဓာကိုယ်အရွယ်စားလူသားလောက်ရှိတဲ့တွေးကြမြင်တရဝါ3កောင်ကဘယ်ဘက်ရထားလမ်းကြောင်းဘက်ကနေကျွန်တော်တို့ရထားရဲစီကိုအရှိန်ပြင်းပြင်းနဲ့ဥတီလာတဲ့ကျင်းဆွဲကလက်ကင်တာကိုချက်ချင်းဆုပ်ကင်လိုက်တဲ့ကျန်းကိုရထားရဲနောက်ဘက်ကိုဆုပ်သွားပြီးအတန်မထွက်အောင်တီးခံလိုက်တယ်ဘယ်ဘက်အကြဆုံးတွေးကြမြင်တရဝါကပထမဆုံးနီးကပ်လာပြီးမဲ့အပြင်ဘက်နေရန်ကထောင်ချောက်ကိုဥတီဝင်ဆောင်မိတယ်တန်သွားဆက်ရန်ရကရုတ်တရက်ပိတ်သွားပြီးအဲ့ဒီတရဝါကိုတေချာပိတ်မိစေတယ်ပထမတွေးကြမြင်တရဝါဆက်ထောင်ချောက်ထဲကျသွားတော့ကျန်တဲ့နှစ်ကောင်ကဥတီချက်ပြောင်းပြီးဘယ်ဘက်နေရန်ကိုရှောင်းကထိပ်ပိုင်းလေးလာရေးအဝင်းစီကိုတန်းသွားတယ်ကျွန်တော်ခြေတလက်နဲ့ထိန်းချုပ်မှုဆက်ပေါ်ကိုခုန်တက်ပြီးလေးဤထိန်းချုပ်မောင်းကိုနှစ်ဖက်လက်နဲ့ကင်ကမြ мян ဆန်ဆန်ချင်းကြီးပြီးရှေ့ဆုံးပြစ်မှတ်ကိုပြစ်ခတ်ရန်တေချဟာစီတယ်သူတို့ရဲ့ပြန်တန်းလမ်းကြောင်းကိုကျိုးတွက်ဆပြီးစိတ်ဆွဲကိုချက်ချင်းနှိပ်လိုက်တယ်ဆူရှာတဲ့လေတံနဲ့အတူပထမများကလျှက်စီးကဲတူထွက်သွားပြီးရှေ့ဆုံးတွေးကြမြင်တရဝါရဲ့ခေါင်းကိုဖောက်သွားတယ်အေးရမထိထိုက်အားကသူ့ကိုနောက်ပြန်လွှင့်စေပြီးဝေးလံတဲ့ရထားလမ်းတန်မနီတိုင်းမှာတန်းဆိုင်သွားတယ်နောက်ဆုံးကျန်တဲ့တွေးကြမြင်တရဝါကအခြေအနေဆိုးမြင်တော့ချက်ချင်းအမြင့်ကိုတက်ပြီးလေးဤပြစ်ခတ်မှုအကွာဝေးကိုရှောင်တိန်ဖို့ကြိုးစားတယ်ဒါပေမဲ့ကျွန်တော်မှအခုစိတ်သက်20မှတ်နဲ့တွက်လက်မှု18မှတ်ရှိတော့ရွေးရှားမှုကိုမြင်နိုင်စွမ်းကအရင်ထက်အများကြီးတာလို့နေတဲ့ထိန်းချုပ်မောင်းကိုဘေးတိုက်လွှဲလိုက်တာနဲ့ဒုတိယများကနောက်တစ်စီးလိုက်ထွက်သွားပြီးတွေးကြမြင်တရဝါရဲ့ရင်ဘက်ကိုဖောက်ကမြင်မာတဲ့ကောင်းကင်ကနေအောက်ဖက်မြူကိုတဲ့ကိုတန်းပစ်ချလိုက်တယ်ရှေ့နောက်10စက္ကန့်မပြည့်ခင်ပြန်တန်းတရဝါ3កောင်လုံးပပျောက်သွားတယ်ကျင်းဆွဲကလက်ကင်သားကိုစုပ်ကင်ထားလျက်နဲ့အံ့အားတင်သွားတယ်သူမလက်နက်ကင်ကိုတော့အချိန်မရသေးပဲတိုက်ပွဲကြီးပြီးသွားတာကိုကျင်းဆွဲကကျွန်တော်ကိုများနှစ်စီးနဲ့ကောင်းကောင်းပြစ်နိုင်တယ်လို့ချီးကျူးတယ်ကျန်းကိုကလည်းစိတ်လှုပ်ရှားစွာလက်ခုပ်တီးတယ်ကျွန်တော်ထိန်းချုပ်ဆက်ကနေဆင်းလာပြီးလေးအဆင်ပြေတယ်ပြီးတော့အဆင့်တက်ထားတဲ့ဂုံတက်တီတွေလုံလောက်တယ်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်ကိုတကယ်စိတ်လှုပ်ရှားစေတာကတရဝါ3កောင်ချန်ထားခဲ့တဲ့ပစ္စည်းတွေပဲစနစ်ကအတီးပေးတယ်ကြီးမားသောပစ္စည်းထုတ်လုပ်မှုစတင်ပါပြီးတာမန်ဖြူရောင်တရဝါ3កောင်ကတစ်သားနဲ့တန်များတွေကိုဒါမကအပိုစုအဖြစ်အပြာရောင်ပစ္စည်းပြောင်းလဲနိုင်သောအစိတ်သွားကိုပါထုတ်ပေးတယ်တာမန်ကစားသမားတွေတရဝါသေးသေးစေကောင်းလောက်တက်ရင်တော့ဒီလိုပစ္စည်းမျိုးရဖို့မလွယ်ဘူးပြောင်းလဲနိုင်တဲ့အစိတ်သွားထဲမှာအထူးစိတ်သက်ပါဝင်ပြီးအစိတ်တင်လက်နက်တွေထုတ်လုပ်ဖို့ဒါမှမဟုတ်များထိပ်ဖျားတွေအားကောင်းအောင်သုံးနိုင်တဲ့လက်ရှိအဆင့်ရှိကစားသမားတွေအတွက်ဒါကတိုက်ခိုက်အားတိတိတတာမြင့်တယ်ပေးနိုင်တဲ့အဓိကပစ္စည်းတစ်ခုပါရာကနန်းမြောက်ပစ္စည်းထုတ်လုပ်မှုကတာမန်ပစ္စည်းတွေကိုယတနာအဖြစ်ထပ်မံပြောင်းလဲပေးလိုက်တယ်ဒီလေကြောင်းတိုက်ပွဲကပြီးပြည့်စုံပါတယ်ကျွန်တော်တို့မှာဒဏ်ရာရသူမရှိဘူးရထားတွေကလည်းတန်ချက်က3မှတ်ပဲဆုံးရှုံးတယ်ဒါပေမဲ့ဒီကနန်းကကျွန်တော်ကိုသတိပေးစေပဲတစ်ခါတိုက်မိရင်3မှတ်ကြတယ်10ခါလောက်ဆက်ခံရရင်ရထားတွေရဲ့ကာကွယ်ရေးကလုံးဝပြတ်သွားနိုင်တယ်ကျွန်တော်အများသုံးချန်နယ်ကိုထပ်ဖွင့်လိုက်တယ်အထက်ကသတင်းတွေကအရင်ထက်တောင်အားငယ်စရာပဲတချို့ကရထားတွေကိုဝင်လာတဲ့တရဝါတွေကိုနီးလန့်တကြရုံးကန်ရှင်းလင်းခဲ့ရတယ်လို့ပြောကြတယ်တချို့ကလည်းသူတို့အနီးကရထားတွေမိပြတ်သွားအားဒါကိုမျက်မြင်ကိုတွေ့ကြည့်ခဲ့ရတယ်လို့ပြောကြတယ်ပထမဆုံးညကကစားသမားများစွာကိုတေချာသွားစေတယ်ဆိုတာနားလည်လာတယ်ကျွန်တော်လက်ရှိစရင်ကိုကြည့်လိုက်တော့ဒေတာမှာလူ9400ကျော်ပဲကျန်တယ်တညလေးနဲ့ကစားသမားရာကနန်းကမြင်မာတဲ့မြူကိုထဲမှာထာဝရကျန်ရစ်ခဲ့ကြတယ်ဒါပေမဲ့ဒါကရှင်တန်ရေးကဘာရဲ့ပထမဆုံးနေ့ပဲနောက်ပိုင်းကြုံရမယ့်အနေတွေကပိုဆိုးလာမှာပဲ
ဒုတိယနေ့မနက်အစောကြီးကျွန်တော်ထိုင်ကုန်ပေါ်မှာမျက်လုံးဖွင့်လိုက်တယ်ကြာကွေးထိုင်ထားလို့လေပင်တွေနာကျင်နေတဲ့ထိန်းချောင်ဖန်တော်က6:45ပြနေတယ်ဒီလိုပတ်ဝန်းကျင်မှာ9နာရီလောက်တက်တောင့်တက်တာအိပ်ရတာကစိန်ကြီးတဲ့ကိစ္စပဲကျွန်တော်နောက်ဖက်ခန်းကိုလှည့်ကြည့်တယ်ချင်းဆွဲကနူးညံ့တဲ့ခန်းပေါ်မှာစောင်းအိပ်နေတယ်အိပ်ပျော်နေပေမဲ့မျက်နှာအမူအရာကတတိထားနေစေပဲကျန်းကိုကတော့ခုံးလိမ်ပတ်လိမ်နဲ့ပါးတွေကိုကုရှင်ပေါ်ပုတ်ပွက်ဆုပ်ပြီးအေးအေးဆေးဆေးအိပ်နေတယ်ညီမနှစ်ယောက်ရဲ့စရိုက်နဲ့အိပ်ပုံတွေကလုံးဝကွဲပြားတယ်ကျွန်တော်မျက်လုံးပြန်လွှဲပြီးအများသုံးဖော်ဝင်ကိုဖွင့်လိုက်တယ်အသက်ရှင်ကျန်သူဦးရေက9200ကျော်ကိုကျဆင်းသွားပြီးတရက်တည်းနဲ့ဒေတာတစ်ခုလုံးရဲ့လူဦးရေက3ပုံတစ်ပုံနီးပါးရော့ကျသွားတယ်တချို့ကညဘက်ကိုကြော်ဖြတ်နိုင်တာဝမ်းသာတယ်လို့ပြောကြတယ်တချို့ကလည်းယထာတွဲမဟာမိတ်ဖွဲ့ဖို့အကြံပြုကြတယ်ဒါပေမဲ့လူအများကမင်းညကလေးကကစားသမားတွေမဟာမိတ်ဖြစ်ဟန်ဆောင်ပြီးအဖော်တွေရဲ့ပစ္စည်းတွေလူယူသွားတာရှိတယ်လို့သတိပေးကြတယ်တချို့ကလည်းမြေပြင်ရှာဖွေရေးအတွေ့အကြုံတွေများဟာဝေပြီးစုပ်ပစ်ခံရတဲ့စက်ရုံတွေနားကိုမသွားဖို့အကြံပေးကြတယ်ရှင်တန်ဖို့ဖိအားတွေကြုံတဲ့အခါလူတွေကစူးစီးကျင်ကြပေမဲ့အရင်မြစ်တွေအတွက်လူသဘောကိုလုံးဝဆုံးရှုံးသွားနိုင်တဲ့အရင်မြစ်တွေအလွန်ရှားပါတဲ့အစောပိုင်းစင်မှာမဟာမိတ်ဆိုတာစစ်ဆေးမှုကိုမခံနိုင်ဘူးစာလောင်မှုညွန့်ကိန်းသူများကိုရောက်တာနဲ့ခိုင်မာတဲ့ဂတိတွေတောင်တခဏအတွင်းပြိုလဲသွားနိုင်တဲ့တကယ်ရှင်တန်ခြင်းရင်သတင်းချက်လက်ကွာဟချက်နဲ့ကိုကိုကာကွယ်ဖို့လုံလောက်တဲ့အင်အားကိုအပြီးအပိုင်းထိန်းချုပ်ထားရမယ်ကျွန်တော် channel ထဲကအငင်းခုံတွေကိုဂရုမစိုက်တော့ပဲနေ့စဉ်သတင်းကိုတိုက်ရိုက်ဖွင့်လိုက်တယ်ညတကောင်ကြော်ပြီးတာနဲ့ရွှေရောင်သတင်း၃ကြောင်းအသစ်ထွက်လာပြီးပထမကြောင်းကကစားသမားတယောက်ပြောင်းလဲနိုင်တဲ့မှုတွေကိုစားမိပြီးလက်ရှိစိတ်ရှုပ်ထွေးနေတဲ့တစ်ပင်အောက်မှာထိုင်ပြီးရှင်းတွေနဲ့အခြေတင်ပြောနေတဲ့ဒီသတင်းကရဲစရာပုံရပေမဲ့အရေးကြီးတဲ့အချက်တစ်ခုကိုဖော်ပြတယ်တော်ရိုင်းပင်တွေနဲ့မှုတွေမှာစိတ်ကိုထိခိုက်စေတဲ့အစိတ်တွေပါဝင်နိုင်တယ်လုံးဝမစားသုံးသင့်ဘူးဒါပေမဲ့ကျွန်တော်ကိုတကယ်ရင်ခုန်စေတာကဒုတိယနဲ့တတိယသတင်းပဲရှေ့ကို12ကီလိုမီတာမောင်းသွားရင်ပျော်ပွဲရှင်ပွဲကွင်းပြက်စီးကိုဖြတ်သွားမယ်ညှော်စင်ပြီးအောက်ကထိန်းချုပ်ခန်းထဲမှာကြေးဝါရတနာတစ်တာတစ်လုံးနဲ့အလွန်ရှားပါတဲ့ကပီးတစ်ခုဝတ်ထားတဲ့ဒီနှစ်ခုတည်းကတစ်ခုခုကစွန်စားရကျုံနဲ့ဒါထက်ပိုပြီးအန်ရရှိတာကဒီည7နာရီမှာဒီဒေတာကပထမဆုံးအကြိမ်ယထာလမ်းပေါင်းစီမှုဖြစ်လိမ့်မယ်အဲ့ဒီအခါကစားသမား15ယောက်ရဲ့ယထာတွဲတွေကယထာလမ်းဆောင်မဲ့တစ်ခုထဲမှာအတူတကွရောက်သွားကြလိမ့်မယ်တဲ့အဲ့ဒါကဖော်ရွေတဲ့တွေ့ဆုံပွဲလုံးဝမဟုတ်ဘူးအရင်မြစ်တွေအတွက်အပြတ်တက်တိုက်ပွဲပဲတရက်ကြာအသုံးပြုပြီးတဲ့အခါကစားသမားအများစုကရေပြက်နေပြီးစိတ်ပိုင်းဆိုင်ရာလဲပြိုကျလူနီးပါးဖြစ်နေတယ်ယထာတွဲ15စီအတင်းကျပ်ပေါင်းစုံတဲ့အခါအနည်းဆုံးလူ30လောက်စုဝေးသွားလိမ့်မယ်တစုကအခြားဖွဲ့ရဲ့ပစ္စည်းတွေကိုပထမဆုံးမျက်ချင်မိရင်ပြိပခါကချက်ချင်းထိမရတော့ဘူးအင်အားမရှိရင်စုံမက်ကအန်ရကျိုးဝိုင်းမဲ့ဒါပေမဲ့အင်အားလုံလောက်ရှိရင်တော့အဲ့ဒီနေရာကအရင်မြစ်တွေဖလှယ်ပြီးအားတာချက်ရယူဖို့နေရာတစ်ခုဖြစ်သွားနိုင်တယ်လမ်းပေါင်းစုံချိန်ထိ18နာရီကျန်သေးတယ်ကျွန်တော်တို့ပထမဆုံးပျော်ပွဲရှင်ပွဲကွင်းကရတနာတစ်တာနဲ့ကံပြီးကိုတွားယူရမယ်ပြီးရင်ကိုလက်နက်တွေအားကောင်းအောင်လုပ်ရမယ်12ကီလိုမီတာဆိုတာအမြင့်ဆုံးနိုင်အရှိန်20ကီလိုမီတာရှိတဲ့ရထားတွေအတွက်တိတ်မဝေးပေမဲ့ပျော်ပွဲရှင်ပွဲကွင်းရဲ့မြင်းမျက်နှာပြင်ကရှုပ်ထွေးပြီးအတွင်းမှာတတဝါတွေရှိနေနိုင်တဲ့ရှာဖွေဖို့လည်းအချိန်ယူရမယ်ကျွန်တော်စီစဉ်ကိုအမြန်တေချာစေတဲ့ချက်ချင်းထွက်ရမယ်ဒါပေမဲ့တခြားကစားသမားတွေထက်အဓိကအရင်မြစ်တွေကိုအရင်ရယူရမယ်ကျွန်တော်ထပ်လိုက်ပြီးခန်းတကားနာသွားကတစ်သားပြားကိုလက်နဲ့ခောက်ပြီးညီမနှစ်ယောက်ကိုမြန်မြန်ထားဖို့ပြောလိုက်တယ်ဒီနေ့အမျက်ကြီးတဲ့ကုန်သွယ်မှုတစ်ခုရှိတဲ့အတွင်းကတစ်ချက်တည်းလှုပ်ရှားတံတွေကြားလာရတဲ့ကိုလာကကိုဆွဲဖွင့်လိုက်တာနဲ့ကျန်းကိုကမျက်လုံးပို့ရင်အိမ်ငိုင်းငိုင်းနဲ့ထွက်လာတယ်သူမအိမ်ရမထားသေးဘူးအိမ်မက်ထဲကချက်ကင်နဲ့ချက်အကြောင်းအတိမဲ့အတိလဲနဲ့ပြောရင်ကျွန်တော်ကိုတိုက်မိပြီးကျွန်တော်လက်ကိုပွေ့ဖက်ပြီးဆက်အိပ်ဖို့ပြင်းတယ်ကျွန်တော်သူမရဲ့နဖူးကိုအမြန်ထောက်ပြီးသူမပွေ့ဖတ်ထားတာအစားအစာမဟုတ်ပဲအသက်ရှင်နေတဲ့ရထားရဲမှုဖြစ်မှန်တေချာအောင်ပြောလိုက်တယ်ဒီအချိန်မှာကျန်းချင်းဆွဲကလည်းကလာကကိုဆွဲခွင့်လိုက်တယ်သူမမျက်လုံးပွင့်လာတာနဲ့ညီမဖြစ်သူကကျွန်တော်လက်ကိုပွေ့ဖက်ထားတာမြင်တော့မျက်နှာရောင်ချက်ချင်းကျသွားပြီးကျွန်တော်စီကိုလက်နဲ့ပစ်လာတယ်ကျွန်တော်ဘေးကိုလင်းမြန်စွာရှောင်ပြီးသူမရဲ့ညီမကကျွန်တော်ကိုနက်နက်စာလို့ထင်မှတ်သွားတာလို့ရှင်းပြတယ်စူညံတန်ကြားလို့ကျန်းကိုကနိုးလာပြီးသူမကျွန်တော်လက်ကိုဆက်ဖက်ထားတာကိုမြင်တော့မျက်နှာရှက်နေသွားပြီးလက်ကိုချက်ချင်းစုပ်လိုက်ကကြက်ကင်အိမ်မက်မက်နေတာလို့ရှင်းပြတယ်ကျန်းချင်းဆွဲကညီမဖြစ်သူကိုကြည့်ပြီးအားငယ်သွားကမူလဒေါသကအဆက်ကြောက်ဖြစ်ပြောင်းသွားတယ်ကျွန်တော်လက်စလွယ်ကိုလှုပ်ခါလိုက်ပြီးငါဟာဖြောက်မက်တဲ့လူမဟုတ်လို့မျက်နှာကြည်တောင်းလို့ရတယ်လို့ပြက်လုံးထုတ်လိုက်တယ်ကျန်းချင်းဆွဲကကျွန်တော်ကိုချက်ချင်းစိုက်ကြည့်လိုက်တယ်ဒီလိုနောက်ပြောင်မှုတွေကြောင့်ရထားတွေကလေးလံတဲ့ပတ်ဝန်းကျင်ကအနှဲငယ်ပြောက်ကွယ်သွားတယ်ကျွန်တော်လည်းဒီနေ့အစီအစဉ်ကိုမြန်မြန်ပြောပြတယ်သူတို့ကို12ကီလိုမီတာกว่าမှအပြက်အစီအကြီးတစ်ခုရှိတယ်ဒီနေ့အရင်မြစ်ရှာဖို့သွားရမယ်လို့ပြောလိုက်တယ်ကျန်းကိုကလက်ရှိအစားအစာကိုကြည့်ပြီးကျွန်တော်တို့ထပ်ပြီးဆင်းသွားရင်အန်ရရှိမှဆိုးတယ်မနေ့ကတည်းကသူမရထားရဲထဲမှာတယောက်တည်းနေလုံးကျွန်တော်တို့လုံခြုံစွာပြန်မလာနိုင်ပါဘူးကြောက်နေခဲ့တာပဲကျွန်တော်စိတ်ရှိရှိနဲ့ရှင်းပြတယ်အစားအစာပဲရှိုံနဲ့မလုံလောက်ဘူးလေးနဲ့ထောင်ချောက်တွေလုတ်ပြီးတာနဲ့ကျွန်တော်တို့ရဲ့တစ်သားနဲ့တန်ချောင်းတွေကုန်လူနီးပါးဖြစ်နေတယ်ရထားရဲထပ်ပြက်ရင်တော့အခြေခံပြင်ဆင်ဖို့တော့မလုံလောက်ဘူးအစွမ်းထက်တဲ့လက်နက်ကရိယာတွေထပ်လုပ်ဖို့လည်းမပြောနဲ့ကျွန်တော်တင်းပေါက်အပြင်ဘက်မြမားတဲ့ရထားလမ်းကိုထောက်ပြတယ်နေအောင်အောက်မှာအပြရထားလမ်းတွေကအဝေးမှာတဖြည်းဖြည်းပေါင်းစုံနေတာကိုမြင်ရတယ်ဒီညမှာမတူညီတဲ့ကစားသမားတွေရဲ့ရထားတွေအတင်းပေါင်းစုံသွားနိုင်တယ်လို့ကျွန်တော်ကောက်ချက်ချတယ်အဲ့ဒီအချိန်ဒီမှာထိန်းချုပ်နိုင်ဖို့အင်အားဆက်တိုးရမယ်ကျန်းချင်းဆွဲကကျွန်တော်ကိုဘယ်လိုသိနိုင်လဲလို့ဆက်မေးတယ်ကျွန်တော်နေ့စဉ်သတင်းကိုဖွင့်မပြဘူးဒါကရှင်တန်ရေးစီးမြင့်ရဲ့မလွဲမသွေပြောင်းလဲမှုလို့ပဲရှင်းပြတယ်ကစားသမားအားလုံးကိုတိကျရင်းမြစ်ရှာခိုင်းထားရင်တိုင်ဆိုင်မှုကအရင်နှိကွေးသွားမယ်အတင်းကျပ်စုစည်းမှသာရှင်တန်ဖီအားကိုထပ်မံဖန်တီးနိုင်မယ်မင်းညကလေးကကစားသမားအများပြားဖယ်ရှားခံခဲ့ရတယ်ဒါကအခက်အခဲတွေမြင်မြန်တက်လာနေတယ်ဆိုတာပြတယ်မတူညီတဲ့ရထားတွဲတွေကို area တစ်ခုတည်းကိုဖိသိပ်ပြီးကစားသမားတွေကိုပစ္စည်းဖလှယ်ဖို့ဒါမှမဟုတ်လူယူဖို့တောင်လှုပ်ဆော်တာကဒီဂိမ်းရဲ့စီးမြင့်တွေနဲ့လုံးဝကိုက်ညီတယ်ဒါကြောင့်ကျွန်တော်တို့အစိုးဆုံးအခြေအနေအတွက်ကြိုးပြင်ဆင်ထားရမယ်ခွဲခြမ်းစိတ်ဖြာချက်တွေကိုနားထောင်ပြီးတာနဲ့ကျန်းချင်းဆွဲကကျွန်တော်ကိုကြည့်တဲ့မျက်လုံးတွေမှာလေးစားမှုတွေတိုးလာတယ်တခြားသူတွေအစားအစာတစ်ခိုက်အတွက်ရန်ဖြစ်နေချိန်မှာကျွန်တော်ကနောက်ဆင်းရဲ့စီးမြင့်တွေကိုစတင်စဉ်းစားနေပြီးသူမှဆက်မမေးတော့ပဲဒီနေ့ကြီးကြီးမားမားလုပ်ရမယ်လို့ပြောလိုက်တယ်ကျွန်တော်ထိန်းချုပ်ဆက်ရှိကိုရောက်သွားပြီးအရှိန်ချက်ပုတ်ကိုဆွဲလိုက်တဲ့အစင်နှစ်ရထားတွေကအနှိမ့်အမြင့်တုံခါတန်တွေနဲ့မြင်မားတဲ့ရထားလမ်းပေါ်ကိုအရှိန်ပြင်းပြင်းနဲ့ရွေ့ချသွားတယ်စီလီတာ90ကစပြီးကုန်လာတယ်မူလကနှိကွေးတဲ့အမြန်တုံးကချက်ချင်းတက်သွားတယ်ကျွန်တော်တို့12ကီလိုမီတာกว่าကပျော်ပွဲရှင်ပွဲကွင်းပြက်စီစီကိုတန်းဥတီလိုက်တယ်တနားကြီးကြော်ကြတဲ့အခါမြူကိုတွေတဖြည်းဖြည်းကျဲလာပြီးရှင်းမြင်ကွင်းကရုတ်တရက်ကျဲပြန့်လာတဲ့အောက်ဖက်မှာအေယာမမြေအနှိမ့်ကြီးတစ်ခုပေါ်လာပြီးဆက်တိုက်ပြက်စီးနေတဲ့အဆောက်အုံတွေကိုမျက်စိအကွာဝေးထိမြင်ရတဲ့တန်ချီတက်နေတဲ့မျောစင်ပြီးကြီးကတန်မဏိအယိုးစုလိုမျိုးရက်နေပြီးအနားမှာရထားယူနဲ့မြင်ရထားတွေလည်းရှိတယ်ဒီနေရာကသတင်းတွေကပျော်ပွဲရှင်ပွဲကွင်းမဲ့ရှုပ်ထွေးမှုကမနေ့ကကုန်တိုက်ထက်အစပေါင်းများစွာပိုတဲ့အဆောက်အုံပျက်စီးတွေစွန့်ပစ်ဆိုင်တွေနဲ့ဖြော်ပြရေးပစ္စည်းတွေအနှံ့ပြားရှိပြီးတရဝါတွေပုံအောင်မှုအလွန်တင့်တော်တဲ့ကျန်းချင်းဆွဲကလက်ကင်ထားကိုတေချာဆုပ်ကင်ထားပြီးမျက်နှာအမူအရာလည်းတိတိတတ်တင်းကျပ်လာတယ်ဒီထက်ပိုပြီးပြက်တာနာကတခြားပြန်ရထားလမ်းတွေရဲ့အစုံမှာရထားရဲနှစ်သုံးစီးနှိကွေးလာတာကိုကျွန်တော်မြင်ရတယ်ရထားရဲထဲမှာလည်းလူတွေလှုပ်ရှားနေတယ်ဒီကြီးမားတဲ့အရင်မြင့်ဆုံးကိုကျွန်တော်တယောက်တည်းရှာမတွေ့ဘူးအရင်နေရင်အဓိကဆုလက်တွေကိုတခြားသူတွေအရင်ယူသွားနိုင်တယ်စနစ်ကအတိပေးတယ်ကြီးမားသောအရင်မြင့်နေရာသို့ရောက်ပါပြီယနေ့စင်တက်ခွင့်တစ်ချိန်နဲ့ကိုသုံးမလားကျွန်တော်မဆိုင်မတော့အတီးပြုတ်လိုက်တယ်ရထားရဲကမြင်မာတဲ့ကြောက်စုမှာတေချာရက်နာပြီးကျိုးလေခါကအောက်ကိုဆင်းလာတယ်ကျွန်တော်နဲ့ကျင်းချင်းဆွဲကပစ္စည်းတွေကိုအမြန်စုစည်းပြီးပျော်ပွဲရှင်ပွဲကွင်းရဲ့အဓိကနေရာကိုတိမ့်ပိုက်ဖို့ပြင်ဆင်တဲ့ကျန်းကိုကအမဖြစ်သူရဲ့လက်ကိုတေချာဆုပ်ကင်ပြီးအန်ရဲ့ကြုံရင်ချက်ချင်းဆုပ်ခွာဖို့ပြောတယ်ဆွမတိုက်နေတဲ့ကျင်းချင်းဆွဲကသူ့မခေါင်းကိုပုတ်ပေးပြီးရထားရဲထဲမှာနေပြီးထိန်းချုပ်လက်နက်ကိုထိန်းဖို့ပြောတယ်ကျွန်တော်ကလည်းအဓိကပစ္စည်းတွေရပြီးချက်ချင်းပြန်လာမယ်လို့ကတိပေးတယ်
ကျွန်တော်နဲ့ကျန်းချင်းဆွဲကျိုးလေခါအတိုင်းမြေပြင်ကိုဆင်းတဲ့လေထဲမှာဆူဆူပြီးပုတ်နေတဲ့အနံ့တွေပြန့်နှံ့နေတယ်သူမကလက်ကင်တာကိုကင်ပြီးပတ်ဝန်းကျင်ကိုတေချာစောင့်ကြည့်ရင်ဟိုတယ်ကိုအရင်သွားမလားဒါမှမဟုတ်ကုန်တိုက်ကိုအရင်သွားမလားလို့မေးတယ်ကျွန်တော်ကခေါင်းခါပြီးပြင်ပအရင်မြစ်တွေဘလောက်များများအဓိကဆုလက်လောက်မကောင်းဘူးလို့ပြောတယ်ကျွန်တော်သူမကိုလက်ပြပြီးမျှော်စင်ပေးစီဥတီလိုက်တယ်နေ့စဉ်သတင်းကကြေးဝါရတနာတစ်တာနဲ့ကံမီကထိန်းချုပ်ခန်းထဲမှာရှိတယ်လို့ရှင်းရှင်းလင်းလင်းဖော်ပြထားတဲ့အရေးကြီးဆုံးတွေကိုအရင်ယူပြီးမှပြန်လာပြီးပြင်ပပစ္စည်းတွေရှာရင်အကျိုးမြတ်အများဆုံးဖြစ်မယ်လမ်းတစ်လျှောက်အဆောက်အုံပြက်တွေကိုဖျက်သွားတဲ့အခါတစ်သားသုံးပိုင်းတန်ချောင်းတစ်ချောင်းနဲ့ကြောက်တုံးနှလုံးစုဆောင်းမိတယ်မင်းညကရထားရဲရဲ့တန်ချက်ကပျက်စီးပြီးသားဆိုတော့လက်ထဲမှာအခြေခံပစ္စည်းတွေပို့တိုးလောင်ထားတာကပြင်ဆင်ဖို့ဖြစ်စေပြင်ပအကာအကွယ်ကိုအားကောင်းအောင်ဖြစ်စေစိတ်အေးချမ်းမှုကိုရစေတယ်ပျက်စီးနေတဲ့ဈေးတဲ့တန်းကိုလှည့်ပြီးတာနဲ့ရှေ့ဖက်ရထားယူလမ်းကြောင်းအောက်ကနေအော်တန်တစ်ခုထွက်လာတဲ့ကစားသမားမျိုးသမီး၃ယောက်ကပြောင်းလဲနိုင်တဲ့ခွေးရိုင်းလေးကောင်ရဲ့ဝိုင်းရံခြင်းကိုခံနေရတယ်သူတို့ရဲ့လက်နက်တွေကုန်နေပြီးထောက်တနေရာကိုတွန်းပို့ခံထားရတယ်ခဏလောက်နှောက်နေရင်တစ်ဖွဲ့လုံးဖယ်ရှားခံရနိုင်တယ်ကျွန်တော်တစ်ချက်ကြည့်လိုက်ပြီးအတန်လျှော့ကအခြားလမ်းကြောင်းကနေရှောင်သွားဖို့ပြင်နေဒါပေမဲ့ကျွန်တော်အားသိမိတာကကျန်းချင်းဆွဲကချီတုံချတော့မလုပ်ပဲရထားယူလမ်းကြောင်းစီကိုတန်းဦးတည်သွားတယ်သူမနောက်ပြန်လှည့်တောင်မကြည့်ဘူးဘာလို့လဲဆိုတော့ကျန်းကိုရထားရဲထဲမှာကျွန်တော်တို့လုံခြုံစွာပြန်လာဖို့စောင့်နေတဲ့ကိုကျန်းချင်းဆွဲကလူတွေကိုမစင်မချင်းကဲတင်ရင်တရဝါတွေပုံများလာနိုင်တယ်ကဲတင်ခံရတဲ့သူတွေလည်းယုံကြည်ထိုက်မှာမဟုတ်ဘူးလို့ကျွန်တော်ကပြောတယ်ဒီအစီအစဉ်ပြတ်သွားတဲ့ကဘာမှာကိုယ့်ရဲ့လုံခြုံရေးကိုဦးစားပေးတာကမှန်ကန်တဲ့ရွေးချယ်မှုပဲပိုရှန်တဲ့ကယူနာကတိတ်ဆုံးစေတတ်တယ်ကျွန်တော်စိတ်ထဲမှာသူမကိုပို့ပြီးလေးစားသွားတယ်တိုက်ခိုက်ရေးစွမ်းအားကောင်းနေစဉ်စားရိခေါ်မှုရှင်းလင်းတဲ့ဆုံးဖြတ်ချက်မှာလုံးဝမတုံဆိုင်ဘူးဒီလိုပုံမျိုးကရှင်တန်ရေးကဘာမှာထိတ်တန့်စင်ပဲဒါပေမဲ့သူမရဲ့မျက်နှာပေးကိုကြည့်လိုက်တာနဲ့ကျွန်တော်မှထူးဆန်းတဲ့ယဉ်ကျေးမှုတစ်ခုထပ်ခံစားရတယ်ရှီတုံးကသူမကိုတီးဘူးတလို့ပဲဒါပေမဲ့ကျွန်တော်ဘယ်လိုပြန်စဉ်းစားကျန်းချင်းဆွဲနဲ့ဆက်ဆက်တဲ့အတိတ်ကိုရှာမတွေ့ဘူးဒါကြောင့်ကျွန်တော်အဲ့ဒီတွေးကိုဖယ်ထားပြီးဆက်သွားတယ်တိတ်မကြခင်မှာပြောင်းလဲနိုင်တဲ့ခွေးရိုင်း၃ကောင်ရုတ်တရက်ခုန်ထွက်လာတယ်ကျန်းချင်းဆွဲကချီတလန်းနဲ့အရှိကိုတက်ပြီးလက်ကင်သားကိုလဲချလိုက်တယ်ဓာတ်သွားကလေထဲမှာချက်ချင်းပြတ်သွားတယ်သူမခွေးရိုင်း၂ကောင်ကိုနေရာမှာတင်ဖြစ်ရှင်းလိုက်တယ်ကျွန်တော်လက်တန်တို့ကိုလွှဲပြီးနောက်ဆုံးကောင်ကိုထိုးလိုက်တယ်တရဝါ၃ကောင်လုံးအန်ရီမရှိတော့ဘူးကြီးမားသောပစ္စည်းထုတ်လုပ်မှုကထပ်ပြီးတစ်သား၃ပိုင်းနဲ့တန်ချောင်း၃ချောင်းထပ်ကျွေးတယ်တာမန်တရဝါငယ်တွေတောင်ကျွန်တော်တို့အတွက်အရင်အမြင့်တွေဆက်ဖြစ်ပေးနေတယ်